ဒီ comment လေးကို reply လုပ်ရင်းနဲ့မျက်ခွန်ကနှစ်ဖက်လုံးနီတာရဲတာကြိုက်တာတွေမရှိဘဲနဲ့ဖောင်းနေတာတီးတက်မယ်ဆိုရင်ဘာတွေကြောင့်ဖြစ်နိုင်လဲဆိုတာလေးအကြောင်းကိုမျှဝေပေးချင်ပါတယ်သူပြောထားတဲ့ဒီမေးခွန်းကိုပဲဖြေရတာဖြစ်တဲ့အတွက်လူနာကိုတကယ်ကြည့်တယ်ဆိုရင်တော့အခုလိုမျိုးမျက်ခွန်အတွင်းပိုင်းထိပေါ့နော်လန်ပြီးတော့စစ်ဆေးကြည့်ရှုပါတယ်အခုဒီပုံမှာဆိုရင်လည်းဒီလိုမျက်ခွန်ကိုလှန်ပြီးတော့စစ်ဆေးကြည့်ရှုမှပဲဒီမျက်သားရောင်နေတာကိုတွေ့ရတာဖြစ်ပါတယ်ဒီလိုမျက်လုံးနှစ်ဖက်ကပေါ့ညီတူညီမျှရောင်နေတာမျိုးဆိုရင်ဘာတွေကြောင့်ဖြစ်နိုင်လဲဆိုရင်နံပါတ်1ကအခုပုံမှာပြထားသလိုမျိုးမျက်လုံးရဲ့အတွင်းထဲမှာမျက်ခွန်ရဲ့အောက်မှာရှိတဲ့အဆီထွက်လာခြင်းကြောင့်ဒါတော့ orbital fat prolapse လို့ခေါ်ပါတယ်။နံပါတ်2အကြောင်းအရာတော့ဒါအသက်ကြီးလို့မျက်အိတ်တွဲခြင်းပေါ့နော် dermatoclasis လို့ခေါ်ပါတယ်။အခုဒီမေကွန်းမှာဆိုရင်လည်းသူအသက်အရွယ်ပြောမထားဘူးဆိုတော့အသက်ဘယ်လောက်လဲအသက်60နောက်ပိုင်းမှာဆိုရင်လည်းဒါကြောင့်လည်းဖြစ်နိုင်ပါတယ်။နံပါတ်3အကြောင်းရင်းကတော့အခုပြတဲ့ပုံမှန်လိုမျိုးပေါ့နော်မျက်တောင်ရဲ့အခြေမှာရှိတဲ့အဆီ gland လေးတွေပိတ်ခြင်းကြောင့်မို့လို့ဒါကိုတော့ meibomian gland dysfunction လို့ခေါ်ပါတယ်နောက်ထပ်နံပါတ်4အကြောင်းရင်းကတော့ဒီမျက်စိယောဂတွေကြောင့်မဟုတ်ဘဲနဲ့ပေါ့နော်ခန္ဓာကိုယ်ရဲ့တခြားယောဂတွေကြောင့်မို့လို့မျက်စိမှာလာပြီးတော့လက္ခဏာပြခြင်းဖြစ်ပါတယ်အဲ့ဒါတွေကတော့ thyroid disease လို့ခေါ်တဲ့ပေါ့နော်ဟော်မုန်းဓာတ်များခြင်းကြောင့်မို့လို့လယ်ပင်မှာရှိတဲ့အကျိတ်ကနေပြီးတော့ဟော်မုန်းတွေအများကြီးထွက်တဲ့ယောဂတစ်မျိုးပါနောက်ထပ်မျက်စိယောဂကြောင့်မဟုတ်ဘဲနဲ့ဖြစ်နိုင်တာအကြောင်းရင်းကတော့ကြောက်ကပ်ယောဂကြောင့်မလို့လဲဒီလိုမျိုးမျက်အိတ်ဖောင်းခြင်းဖြစ်နိုင်ပါတယ်ခုလိုမျက်ခွန်ဖောင်းခြင်းကိုပေါ့နော်ဆရာဝန်ပြသဖို့လိုတဲ့အချိန်ဘယ်ချိန်ဖြစ်မလဲဆိုတော့မျက်ခွန်ဖောင်းတာအပြင်ပုံမှန်ပြထားသလိုမျိုးနီတာရဲတာကြိုက်တာရင်းနဲ့တွေ့လာလျင်နံပါတ်1ကတော့ဒီမျက်လုံးရဲ့တစ်ဖက်ထဲကပဲပေါ့နော်အရှိကိုပို့ပြီးတော့ပြူးထွက်လာတာမျိုးရှိလာရင်နံပါတ်3ကတော့အခုလိုမျိုးမျက်အိတ်ဖောင်းတာကမျက်လုံးရဲ့တစ်ဖက်ထဲမှာပဲဖြစ်နေရင်နံပါတ်4ကတော့နာတာအောက်နာအပြင်မြင်ဝါလာလျင်နိစက်ရမျက်စိထူးကူဆရာဝန်နဲ့ပြသစစ်ဆေးသမှာဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိတယ်ဆိုရင်လည်း comment လေးမှာ yes လို့ရေးခဲ့ပေးပါကျမကတော့တည်တဲ့မျက်စိကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးနေတဲ့ဒေါက်တာနဲ့မှာပုံမကောင်းမွန်တဲ့အမြင်အာရုံလေးပိုင်ဆိုင်ကြပါစေ